မြန်မာနိုင်ငံမှာပထမဆုံးကားဘလော်လေးဖြစ်တယ်ကျွန်တော်တို့ the most iconic and the best ကားဘလော်လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ Defender owner တွေကဘာလို့ဒီကားကိုဝယ်ပြီးသွားရင်အလွယ်တကူပြန်မရောင်းကြရလဲ။တော့ luxury SUV အများကြီးရှိရဗျာ။ဒါပေမဲ့ Defender အိုက်ကားသီးတဲ့ပူရဆိုတာမိတ်ဆွေတို့သိချင်ဒီဗီဒီယိုအဆုံးထိကြည့်လိုက်ပါ။အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Lux Auto ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျွန်တော်အခုမိတ်ဆက်ပြသပေးမယ့်ကားလေးက2020 model Land Rover Defender 1105 edition လေးပဲဖြစ်ပါတယ်။သူ့ရဲ့ရှေ့ round highlight လေးရတယ်ကျွန်တော်တို့တမျိုးလေးဗျာ။တော့ပြီးသွားရင် signal လေးရကျွန်တော်တို့သုံးထားမိုက်တယ်။သူ့ကျွန်တော်ပြီးတော့ flat bonnet လေးရတယ်ကျွန်တော်တို့ဟောင်းလေးနဲ့မိုက်တယ်ဗျာကျွန်တော်ခုတွေကလည်းအမဲအောင်လေးတွေကဲကျွန်တော်ပြီးသွားရင်သူ့ရဲ့ဒီ boxy body ရဗျာကျွန်တော် aggressive look ကိုရတယ်ဗျာဒီကားမှာကျွန်တော် black and grey ပေါင်းစပ်ထားရတယ်ကျွန်တော်လူငယ်ပဲစီးမလားလူကြီးပဲစီးမလားဘယ်သူပဲစီးဗျာကျွန်တော်တို့လိုက်တယ်ဗျာကျွန်တော်ရှေ့မှာ Land Rover logo လေးကတော်တော်မိုက်တယ်ဗျာကျွန်တော်ရှေ့ပိုင်းလေးကိုချက်ပြောပြယူပါရဆိုတော့ကျွန်တော်ဘေးဘက်လေးကိုချက်လောက်လိုက်ကြည့်လိုက်အောင်ဘေးဘက်မှာဆိုရင်ကျွန်တော်တို့ဒီမှာ20လက်မဝင်းတွေကိုတုံးထားတယ်ကျွန်တော်တာယာဆိုရင်လည်းကျွန်တော်တို့ Scorpio တာယာကိုတုံးထားတယ်ဒီ20လက်မဝင်းနဲ့ကျွန်တော်မျိုးထဲမှာမောင်းနေဆိုကျွန်တော် premium look ကိုကျွန်တော်ရတယ်ဗျာကျွန်တော် off road မောင်းမယ်ဆိုရင်လည်းခုဆက်ကကြီးတော့ကျွန်တော် ACC ကိုဖက်ရှိမှိုက်တယ်ဗျာကျွန်တော်အဓိကပြပေးချင်တာဒီမှာသူ့ရဲ့ electronic air suspension တွေဗျာကြည့်ရလုံးဝတစ်ထွက်နေရတယ်ဗျာဒီကောင်ဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော် highway ကမောင်းမဲ့ခါကျရင်အလိုလေးရောက်ကျွန်တော်နှိမ့်ပြီးတယ်ဗျာကျွန်တော်တို့ coffee ရှိမောင်းနိုင်တယ် off road မှာဆိုရင်လည်းကျွန်တော်တို့ကားနှိမ့်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ဘယ်လိုမောင်းလို့ရလဲဆိုတော့ကျန်းကျန်းနဲ့တီးလို့ရတယ်ဗျာကဲကျွန်တော်ဘေးမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ airpan လေးရမိုက်တယ်ကျွန်တော်ဒီ airpan လေးကျွန်တော်သဘောကျတယ်ဗျာထည့်ထားတယ်ဗျာတစ်မျိုးလေးလှတယ်ဗျာချိုးစားလေးကြတယ်ကျွန်တော်ဘေးမှာလည်းကျွန်တော် single လေးကျွန်တော်ပါတယ်နောက်ပြီးတော့ကျွန်တော်ဘေးမှာသူ့ရဲ့ပုံးနေကျွန်တော်တို့လှေကားတွေဝက်ချန်တွေထပ်ထည့်လို့ရတယ်ဗျာဒီကောင်ကတော့ဈေးတစ်ခုအနေနဲ့တော့တော်တော်ကောင်းနေပြီထပ်ထည့်ရင်တော့ပို့ပြီးတော့ကျွန်တော်တို့ perfect ဖြစ်သွားမှာပေါ့ဗျာကဲကျွန်တော်တို့နောက်ဖက်မှာဆိုရင်လည်းကျွန်တော်တို့သုံးထားတဲ့ brake mii လေးတွေကျွန်တော်တို့ပြီးတော့ signal လေးတွေသူ့ရဲ့နောက်ရဲ့ spare wheel ကလည်းသူ1948က Defender DNA ကိုကျွန်တော်ဒီကောင်စက်ထိန်းထားတွေ့ရတယ်ဗျာပြီးကျွန်တော်မြန်မာနိုင်ငံဝင်တဲ့ကားတွေထဲမှာဒီက fat edition ဆိုတော့အမြင့်ဆုံးလို့ပြောလို့ရတယ်ဗျာကျွန်တော်တကားဆိုတော့ side opening door ကျွန်တော်ပြီးသွားရင်ဒီကောင်ကကျွန်တော်တို့အကျယ်ကြီးပဲဗျာကျွန်တော်ဒီမှာ obviously ကျွန်တော်အစုံပါတယ်ကျွန်တော်ပြီးသွားရင်ဒီက7 seater ဗျာ7 seater ဆိုတော့ကျွန်တော်နောက်ခန်းကျတော့ကျွန်တော်ခလေးထောက်ပဲကျွန်တော်ထိုင်လို့အဆင်ပြေပါဗျာကျွန်တော်တို့5 seater အနေနဲ့ပဲပိုစီးရအဆင်ပြေတယ်ကျွန်တော်ဒီမှာပစ္စည်းတွေပါတွေတင်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာအနှိမ့်ချလုပ်ပြီးတော့ACC တွေကျွန်တော်တို့တင်လို့ရတယ်ကျွန်တော်နောက်ပြီးသွားရင်ဒီမှာဒီကောင် speed ရအကျယ်ကြီးပဲဗျာကျွန်တော်ဘာပစ္စည်းထည့်ဗျာ AC ထည့်လို့ရ luggage ဆိုလဲနှလုံးသုံးလုံးလောက်ကတော့တာလေးထည့်လို့ရကျွန်တော်နောက်ပိုင်းလည်းပြပါဆိုကျွန်တော်တို့နောက်ခန်းတစ်ချက်တော့လိုက်ကြည့်လိုက်အောင်ကျွန်တော်နောက်ခန်းမှာဆိုတော့ကျွန်တော်တို့ဝန်ထိုင်လိုက်တာနဲ့သုံးတော်ထိုင်လို့ရတယ်ဗျာကျွန်တော်ရဲ့6ပေတင်းနေတာဟို AC လွတ်တယ်ဗျာကျွန်တော်ဒီမှာကျွန်တော် sound system ဆိုတော့ကျွန်တော် Meridian sound system တွေကျွန်တော်တုံးထားတယ်ဒီကားမှာကျွန်တော်တို့USB charger port တွေကကျွန်တော်ထွတ်သွားတဲ့အချိန်ကျရင်အရန်အသုံးဝင်တယ်ဗျာကျွန်တော်ဖုန်းတွေ laptop တွေ camera တွေဘာပဲယူသွားကျွန်တော်အဆင်ပြေရဗျာအခုခေတ်ကကျွန်တော်တို့လူအားကုန်တာထက်ဗရီအားကုန်တာမြန်တဲ့ case ဆိုတော့တကယ်ကိုအဆင်ပြေရဗျာကျွန်တော်တို့နောက်ခန်းလေးဆက်ကြည့်ယူရဆိုတော့ကျွန်တော်ရှီကန်းလေးကိုချက်တော့သွားကြည့်လိုက်အောင်ကျွန်တော်တကားဖွင့်လိုက်တာဗျာကျွန်တော်ဒီက off road SUV လား luxury SUV လားဆိုတော့ကျွန်တော်ချက်ချင်းမပြောနိုင်ဘူးဗျာဘာလဲဆိုတော့ Defender နှစ်ခုလုံးဒီကားကြီးမှာပေါင်းထည့်ထားလို့ဗျာဆိုတော့နည်းနည်းမှောင်လို့ကျွန်တော်ဆမ်းပွေလေးနဲ့ဖွင့်လိုက်မယ်ဗျာကဲကျွန်တော်တို့CI မှာဆိုရင်ကျွန်တော်တို့ဖုန်း call တွေကျွန်တော်တို့ lane key system တွေကျွန်တော်ပြီးသွားရင် voice command တွေကျွန်တော်တို့ CI အပူအေးတွေ timer တွေကျွန်တော်တို့အကုန်လုံးပါတယ်အဲ့ဒါကျွန်တော်ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ queue ထွက်တဲ့ခါကျရင်ဗျာ CI ကနေလက်မဖြုတ်ခဲကျွန်တော်တို့ ACC တွေမောင်းနိုင်တယ်ဗျာကျွန်တော်အရှိကdigital cluster ဆိုရင်လည်းကျွန်တော်တို့မိုက်တယ်ဗျာတမျိုးလေးကြည့်ရတာကျွန်တော်တို့တော်တော်သဘောကျတယ်ကဲပြီးတော့ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ 5V Pro တက်ဆက်ခွင့်လေးကိုကျွန်တော်တို့ update လုပ်ထားပြီးတယ်ကျွန်တော်တို့300ကျော်တော့ကျွန်တော်တို့ update လုပ်ထားတယ်ဗျာဒီကောင်လေးကကျွန်တော်ဘာကောင်းလဲဆိုတော့ကျွန်တော်ပို့ပြီးတော့ကျယ်သွားတယ်ကျွန်တော် touch response နေပါဆိုတော့လည်းပိုမြန်သွားတယ်ဗျာဒီကကျွန်တော်ဒီမှာဖန်ဝင်နဲ့ပတ်သက်တာတွေကျွန်တော်တို့အကုန်ပါမယ်ကျွန်တော်ပြီးသွားရင်ဒီမှာကျွန်တော်တို့ကျွန်တော် Galimate တွေပါမယ်ကျွန်တော်တို့ camera တွေကျွန်တော်ဆုံးဒီကားဒီကြားထဲမှာကျွန်တော်ပြချင်တာကျွန်တော် dynamic mode တွေကျွန်တော်ပြမယ်ဗျာကျွန်တော် dynamic mode လေးကကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီကောင်လေးဖွင့်လိုက်တဲ့ခါကျကျွန်တော် engine ကပို့ပြီးကျန်းနေဗျာကျွန်တော် CI ဆိုတော့ကျွန်တော် CC လေးနဲ့ကျွန်တော်ကန်ရတာပို့ပြီးတော့မိုက်တယ်ဗျာgear ရှစ်တွေပါဆိုလဲချင်းရတာတော်တော်ကျွန်တော်ဒီကောင် F gear ပေါ့ဆိုတော့
gear 8တွေရတယ်ချင်းရတော်တော်မြန်တယ်ဗျာဆိုပြီးတော့ဒီကျွန်တော် suspension ကြတော့နည်းနည်းမဆက်ဆက်လေးဖြစ်သွားတယ်ဗျာဆိုပြီးတော့ဒီကမှာကျွန်တော်သုံးထားတဲ့ကျွန်တော် carbon twin တွေနောက် premium material ရဗျာဒီကောင်ကျွန်တော် sporty pad လေးနည်းနည်းလေးသွားတယ်ဗျာပြီးတော့ကျွန်တော်ဒီမှာဒီကမှာကျွန်တော် charger port တွေရတယ်ကျွန်တော်အများကြီးပဲဗျာကက်ကူတာလေးလည်းပါတယ်ကက်ကူတာရဲ့အနောက်မှာကျွန်တော်တို့ကူးပေါက်လေးလည်းကျွန်တော်တို့ပါတယ်ကူးပေါက်ကကျွန်တော်ခီးထွက်တဲ့ခါကျတော်တော်လေးအေးရဗျာဘာထည့်ထားတာအေးစေးကျွန်တော် defender အသက်သေးချောဖြစ်တယ်ကျွန်တော် train western တို့လေးကျွန်တော်ပြပေးမယ်ကျွန်တော်အဲ့ဒါတွေကကျွန်တော်ဒီမှာကျွန်တော်ဒီမှာကျွန်တော်တို့ဒါ comfort ဘက်ကကျွန်တော် eco တော့ဒီမှာကျွန်တော်ဒီမှုလေးတွေကိုကြိုက်တဲ့မှုတစ်ခုရွေးလိုက်တာကျွန်တော် engine gear ပေါက်နေကျွန်တော် traction control တွေကသူ့လိုဗျာကျွန်တော်တို့ချိန်ညီပေးရဗျာဆိုတော့အဲ့ဘယ်လိုကောင်းလဲဆိုတော့ကျွန်တော်တို့ off road တွေ့ကြုံနဲ့လူတယောက်တက်ဆိုတော့မှကျွန်တော်တို့ဂျုံချက်ရှိနဲ့မောင်းနေရတယ်ဗျာကျွန်တော်ဒီမှာဆိုရင်ကားနဲ့ကားကျွန်တော်အနေအမြင့်နေကျွန်တော်ပါမယ်ကျွန်တော်ဒါကတော့ကျွန်တော်တောင်းနေပါဆင်းတဲ့ခါကျရင်ဒီကောင်လေးကအသုံးဝင်တယ်ကျွန်တော်ဒီမှာဆိုလည်းကားအနေအမြင့်နေပါမယ်ကျွန်တော် aircon man တိုး short လေး off road အဆူပြီးဆိုထွေထွေထူတော့အများကြီးအောင်ပါဘူးဗျကျွန်တော်ဒီမှာဆိုရင်ကျွန်တော် space အကျယ်ကြီးပဲဗျာကျွန်တော်ဒီမှာ charger port တွေအများကြီးပါသေးတယ်ဒီမှာ defender လိုထင်းနေရပဲပြီးရင်တစ်ချက်တော့ဖွင့်ပေးပါဦးကျွန်တော်ဒီမှာဆိုလဲ space တွေကျွန်တော်အကျယ်ကြီးပဲဗျာကျွန်တော်ရှေ့ခန်းတွေရောနောက်ခန်းတွေရောရှင်းပြပြပါဆိုတော့ကျွန်တော်ဒီကားရဲ့အဓိက main ဖြစ်တဲ့ engine လေးကိုကျွန်တော်တို့တစ်ချက်တော့လိုက်ကြည့်လိုက်အောင်ကျွန်တော်ခုနကတခုပြောဖို့ကြံခဲ့တယ်ဗျာကျွန်တော်ဒီချို့ကားတွေကျတော့ကျွန်တော် show ထဲမှာထားမှလှတာဗျာdefender အဲ့လိုမဟုတ် show ထဲမှာလည်းလှတယ်အပြင်မှာလည်းလှတယ်ကျွန်တော်ဥပမာဆက်ထွဲလို့နေရာမျိုးမှာတော့ကားလေးရထားပြီးချင်းနေမယ်ဆိုတော့မိုက်တယ်ဗျာကဲကျွန်တော်အင်ကြောင်းတစ်ချက်ပြောပြပေးမယ်ကျွန်တော်ဒီကားမှာတုံးထားတဲ့ engine ကကျွန်တော်တို့ 3.0 ဗျာ 3.0 ကမြန်မာနိုင်ငံမှာကားရှားတယ်ဗျာကဲ 3.0 liter inline စစ်ကိုမှာကျွန်တော် MEV P400 engine ကိုကျွန်တော်သုံးထားတယ်ဗျာP400 ဆိုတော့ကျွန်တော်သူ့အောက်မှာကျွန်တော် P300 တွေလည်းကျွန်တော်လာတယ်P400 ဆိုတဲ့အတွက်ကျွန်တော် horsepower 400နီးပါးထွက်တယ်ဗျာဒီကားသီးနေနဲ့ horsepower 400ထွက်တာဘယ်လောက်ကောင်းလဲဆိုတော့ကျွန်တော်တို့ကျွန်တော်ကားသီးကို weight အပြည့်တင်ပြီးွားရင်ကားကြော်တဲ့ခါကျရင်အရန်မိုက်တယ်ဗျာအဲ့ဒါတော့လေပြီးတော့ MEV ဆိုတာဘယ်လိုလဲဆိုတော့ဒီကောင်က mid hybrid electric version ဗျာအဲ့ဒါဘယ်လိုကောင်းလဲဆိုတော့ကျွန်တော်ကား start story ကြရင်အရန် smooth ဖြစ်တယ်ဗျာကျွန်တော်ကောင်းနေ့စဉ်သုံးပြီးတဲ့ခါကျရင်ကျွန်တော်အဲ့ခံစားချက်လေးကကျွန်တော်သိတာဗျာတော်တော်လေးကို smooth ဖြစ်တယ်ကျွန်တော်ဒီ defender ကားလေးဝယ်တာသူ့ရဲ့ feature တစ်ခုဝယ်တာမဟုတ်ဗျာ lifestyle တစ်ခုကိုဝယ်တာဗျာဒီ defender ကားလေးဝယ်ယူရင်ပြန်ရောင်းကြတဲ့လူတွေကကျွန်တော်ရှားတယ်ဗျာကဲမိတ်ဆွေစိတ်ဝင်စားရဆိုအရင်စဉ်းစားမနေနဲ့ဗျာကျွန်တော် show ကိုလာပြီးတော့ကားလေးဝင်ထိုင်ကြည့်လိုက်ဗျာ test ride တွေလုပ်ကြည့်လိုက်ချို့ကားကျတော့အပြင်မှာရက်ထားတဲ့ခါကျရင်လှတယ်ဗျာ defender အဲ့လိုမဟုတ်သူ့မောင်းကြည့်မှသူ့ချစ်သွားလိုက်မယ်ဗျာကဲအဲ့တော့မိတ်ဆွေကျွန်တော်ဒီကားလေးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ The Last Auto Car Show မှာ live ဝယ်အားပေးနိုင်ပါတယ်ကျွန်တော် show လိပ်စာလေးရတော့ကျွန်တော်တို့ Reason လမ်းမှာပေါ်မြစ်တာလမ်းထောက်မှာရှိပါတယ်ကဲအားလုံးပဲ see you next video